မင်္ဂလာပါကျွန်တော်ဒီနေ့တင်ပြချင်တဲ့အကြောင်းအရာကတော့ ABV proof အကြောင်းဖြစ်ပါတယ် ABV ဆိုတာက alcohol by volume proof ကတော့ proof ပေါ့နော်လွယ်နဲ့စပြောရမယ်ဆိုလို့ရှိရင် ABV ရဲ့နှစ်ဆက proof ပါဥမာ100 proof ဆိုရင်50 ABV ပေါ့နော်ဒီရပါဝင်မှု90ရာခိုင်နှုန်းရှိတယ်နော်100 proof ABV နဲ့ proof ဘယ်သူကရင်စပေါ်တာလဲဆိုရင်တော့ proof ကစပေါ်တာပါ16ရာစုလောက်ကအင်္ဂလန်နိုင်ငံမှာစခဲ့တာပါအရက်ထုတ်လုပ်သူတွေပေါ်မှာအခွန်ကောက်ချင်တာရယ်ထုတ်လုပ်သူတွေကလည်းသူတို့ရဲ့ product ရဲ့အရေးအသွေးကိုပြချင်တာတွေကစတာပါသက်ဆိုင်ရာကတင်ပြတဲ့အရက်တစ်ခုကိုခွက်ကလေးနဲ့ထည့်ပြီးတော့မီးရှို့ကြည့်ပါတယ်မီးတောင်းရင်ဒါ proof ဒီရက်ပေါ့နော်မီးမတောင်းရင်တော့ under proof ဆိုပြီးတော့သတ်မှတ်ပါတယ်ဒါပေမဲ့ဒီစမ်းသပ်ချက်ကအမြဲတမ်းမမှန်နိုင်ပါဘူးဒီအခန်းရဲ့ temperature ရက်ရဲ့ temperature တွေကအေးနေမယ်ဆိုလို့ရှိရင်သူကမီးမတောက်တာကိုတွေ့ရပါတယ်အဲ့တော့သူတို့နောက်တစ်မျိုးထပ်ကြိုးစားကြည့်ပါတယ်အဲ့ဒါကတော့အရက်ကိုဒီရှစ်ခစ်ကတစ်တဲ့တမက်ပေါ့နော်မီးပေါက်ရမ်းအဲ့ဒီမှာဂန်းပေါင်လာဆိုရှိတယ်ဂျိုတွေကနေပြီးတော့ထည့်တာပေါ့နော်အဲ့ဒီဂန်းပေါင်လာကိုအရက်နည်းနည်းဖြော်ပြီးတော့အရက်ထဲမှာနည်းနည်းဖြော်ပြီးတော့မီးတင်ရှို့ကြည့်ရမီးကိုအဲသူစတင်ကျင့်သုံးကြည့်တယ်အဲ့တော့ gun pounder proof လို့ခေါ်ပါတယ် gun pounder ဟာညံ့နေတဲ့မီးသွေးအမှုတ်15ရာခိုင်နှုန်းရန်စိမ်းလို့ခေါ်တဲ့ potassium 85ရာခိုင်နှုန်းနဲ့ sulfur 10ရာခိုင်နှုန်းကိုအချိုးညီအဲ့ဒီမှုတ်ကိုချိုးညီပေါင်းစပ်ထားတဲ့ chemical compound တစ်ခုပေါ့နော်အဲ့ဒီ gun pounder မှာပါတဲ့ potassium ကဒီအရက်မှာမပျော်ဝင်ပေမဲ့ရေထဲမှာသူကပျော်ဝင်မှာရေနဲ့ထင်သူကပျော်ဝင်မှာပေါ့နော်ရေပါဝင်မှုများတဲ့အရက်ထဲမှာအဲ့ဒီဂန်းပေါင်တော်ကိုဖြောလိုက်တဲ့ခါမှာဒီ potassium တွေကရေနဲ့တွေ့ပြီးတော့ဒီအချိုးကြီးပေါင်းဆက်ထားတဲ့သူ့ရဲ့ combination တွေကနေပြီးတော့ခွဲထွက်ပြီးရေနဲ့သွားရောပါတယ်အဲ့တော့မီးတင်ရှို့တဲ့ခါကျရင်ရန်ကနေမီးထမတော့တော့သူတို့ရဲ့ဒီပေါင်းဆက်ထားတဲ့ဟာကပြတ်သွားတယ်နော်ရေများတဲ့အရက်နဲ့တွေ့လို့ရှိရင် So we're going to take the black powder, freeze. You take a match that you got at the local brothel, you make a paste out of that black powder, and if that black powder ignites, you're at least 100 proof. He pours you some same exact formula here to stop black powder from, let's me mixing it right there. You take the same match you just stirred it with, and the match went out. The match went out. Nice. So, Malibu rum is not alcoholic enough. Oh, I just spilled a bunch. It's not alcoholic enough to. အဲ့တော့အရက်ပြင်းမှန်ရင်ဒီဂန်းပေါင်တာနဲ့ဆိုဆွစီတီတိုင်အောင်မှသူကမီးရေပောင်ဝင်မှုနေတဲ့အတွက်ဒီသူတို့ပုံမှန်ဂန်းပေါင်တာကအယ်ကိုဟောမီးလောင်ပြီးမီးထတောက်အဲ့တော့ဂန်းပေါင်တာ proof လို့ခေါ်တယ်နော်အဲ့ဒီ gun pounder proof ဟာပုံမှန်အပြင်100 proof ဖြစ်ပြီးတော့ABV အပြင်57.1 ရာခိုင်နှုန်းဖြစ်ပါတယ်ဒါပေမဲ့ US ကတော့အတဲ့ပဲ100 proof ဟာသူ့ရဲ့တစ်ဝက်50 ABV လို့ပဲသတ်မှတ်ပါတယ်19ရာစုရောက်တဲ့အခါမှာဥရောပမှာဒီအရက်ကိုတိုင်းတာတဲ့နည်းသစ်တစ်ခုတွေ့ရှိခဲ့ပါတယ်ဒီစမ်းသပ်ဖန်ပြွန်ထဲမှာရှိတဲ့အရေးတစ်ခုဟာတိတ်သေးစားမတူတဲ့အတွက်သူ့ရဲ့အထဲကိုဒီ device ပေါ့နော်ဒီချိန်နဲ့ device ဒီထိတင်ထားတဲ့ device တစ်ခုကိုထည့်လိုက်တဲ့အခါမှာ gravity ကြောင့်သူကအောက်ကိုကျဆင်းသွားမယ်ဒီအရေးတွေရဲ့တိတ်သေးစားတွေတစ်ခုနဲ့တစ်ခုမတူတော့ကြောင့်သူ့ကိုပင့်တင်ရတယ်မတူကြဘူးဒါက whisky ကျွန်တော်ထည့်လိုက်တာပေါ့နော် whisky က 40% ပတ်ဝန်းကျင်လောက်ရှိနေပေါ့နော်ဆိုတော့တကယ်လို့ရေထည့်မယ်ဆိုရင်သူ့ရဲ့ပင့်တင်အားကမတူပါဘူးအဲ့တော့alcohol ပါဝင်မှုနည်းတဲ့ကောင်ကိုလည်းပင့်တင်အားကမတူဘူးပေါ့နော်အဲ့တော့အဲ့မတူတဲ့ကမ္ဘာဆွဲရနဲ့ဒီရေတဲ့ဒီစာကိုခွဲခြားတဲ့ဒီကိရိယာတွေဒီ train တဲ့ခါမှာအခုဆိုရင်ကျွန်တော်ဒီ whisky တဲ့ကိုဒီညွန်ချောင်းလေးကိုကျွန်တော်ထည့်လိုက်ပါတယ်။ဒီမှာ3ညရေဆိုရင်3ညမှာပုံမှာပေါ့နော်။အခုဆိုကျွန်တော်ထည့်လိုက်ပါပြီဒီ device လေးကိုသူကဒီက40လောက်မှသူပြတယ်ပေါ့နော်။40